Yamaha Fin 2026 model စမကီးနဲ့လာတဲ့ကောင်နော်ဒီကောင်လေးကတော့ကျွန်တော်တို့ဆိုင်မှာပိုင်ရှင်တော့စောင့်နေတယ်ဗျာနော်စမူစာကွန်ကထုတ်ပန်ကျွန်တော်အုံနွဲအုံးရံညီကိုတွေရောကျွန်တော်တခြားနေဝေးရညီကိုတွေရောဝေး130ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ကျွန်တော်တို့ Yamaha Fin ကိုရွေးချယ်ဖို့အကြံပေးတယ်ဈေးနှုန်းတန်းလေးဗျာဘာမှမကွာဘူးဒါပေမဲ့ Yamaha Fin ကတော့ကိုတာတယ်လို့တော့ခံစားရတယ်ဗျာတကယ်လဲမိုက်တယ်ဘာမှအပြစ်ပြောစရာလည်းမရှိဘူးဒီကောင်နဲ့ပတ်သက်ပြီးတော့ဗျာကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်နည်းနည်းလေးလိုက်ရိုက်ပြပေးမယ်ဗျာနော်ဒီဗီဒီယိုကြည့်ဝိုင်းတော့ဗျာညီကိုတို့ရဲ့အတွေ့အထဲမှာတခုခုတော့ရသွားမယ်လို့တော့ကျွန်တော်တို့မျှော်လင့်နေသိကျင်တာတွေရှိရင်လည်းကျွန်တော်ကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးလို့ရတယ်ဗျာနော်ကျွန်တော်နားလေတော့ကျွန်တော်စူးစမ်းထားသလောက်ကိုကျွန်တော်အကောင်းဆုံးပြောင်းတော့ကျွန်တော်ရှင်းပြပေးသွားမယ်အရှိခေါင်းကနေပြီးတော့ကျွန်တော်စပြောလိုက်မယ်ဗျာနော်ကျွန်တော်အရှိမီလုံးကိုကြီးလိုက်မယ်ဆိုရင်လည်း LED ကျွန်တော်တို့ highlight ကိုထည့်လာပေးတယ်တကယ်မိုက်တယ်ဘာမှအပြစ်ပြောရမရှိဘူးသူ့ရဲ့ခေါင်းပေါ်မှာကြီးလိုက်မယ်ဆိုရင်လည်းဗျာဒီအထစ်လေးဒီစက်ရုပ်ခေါင်းလိုမျိုးစက်ရုပ်ခေါင်းလိုမျိုးဗျာသိရမလားနည်းနည်းစက်ရုပ်ခေါင်းလိုဘာလိုနဲ့ဗျာနော်ဘေးမှာကြီးလိုက်မယ်ဆိုရင်လည်းကျွန်တော်ဘိန်းညာစီကနေမီးတွေဆိုရင်လည်းဗျာတော်တော်ကြီးကိုလှလာတယ်လို့ပြောလို့ရတယ်ပြီးရင်ဘယ်ဘက်ချမ်းကာပါလိဆိုရင်လည်းဗျာကျွန်တော်တို့တောင်းတင်းရှိတယ်နော်ဘာမှအပြစ်ပြောစရာမရှိဘူးပြီးရင်သူ့ရဲ့တိုင်ခွမ်းမှာကြီးလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့အရင်အဟောင်းမော်ဒယ်ဟောင်းမှာဆိုရင်တော့ဗျာကျွန်တော်ရိုးတိုင်ခွမ်းနဲ့လာမယ်ကျွန်တော်2026မော်ဒယ်မှာကြီးလိုက်မယ်ဆိုရင်ဗျာဒီdigitalတိုင်ခွမ်းပုံမှာကျွန်တော်တို့အထဲထဲမှာဆိုရင်အလူမီနီယံကျွန်တော် frame လေးကုတ်ပေးထားတယ်နော်အဲ့ဒါလေးကလည်းတကယ်တော်တော်လှတယ်ဗျာပြီးရင်ကျွန်တော်တို့စမကီးနဲ့လာမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအားပေးနဲ့ရှာကြဆိုရင်လည်းဗျာသူဒီကအောက်ပို့ပေးနိုင်တဲ့ကောင်တော့နော်ဒီမှာသူထိုးဆွတ်လာပြီးတဲ့ကောင်အဲ့ကောင်လည်းတစ်ခါတည်းပါမယ်ပြီးကျွန်တော်တို့တွဲဖို့ 1A 12 watt ထုတ်ပေးမယ်ဆိုတော့ကျွန်တော်တို့နေ့စဉ်ဖုန်းအားသွင်းမယ်ဆိုရင်လည်းဗျာလုံလောက်တယ်ကျွန်တော်ဟိုနားဒီနားသွားတာပဲဖြစ်ဖြစ်ကျွန်တော်နည်းနည်းဝေးလန်လေးတွေသွားတာပဲဖြစ်ဖြစ်လုံးဝအဆင်ပြေတယ်ဗျာပြီးရင်ဘယ်ဘက်လက်ကင်အောင်မှကြီးလိုက်မယ်ဆိုရင်လည်းလုံးဝပစ္စည်းထည့်မယ်ဆိုရင်လည်းဗျာဖုန်းတစ်လုံးပြီးရေးတတ်မှုတစ်ခုကောင်းကောင်းဆန့်တယ်ကျွန်တော် shift brake မှာကြီးလိုက်မယ်ဆိုရင်လည်းလုံးဝ disc brake နဲ့လာမယ်ပြီးရင်ကျွန်တော်တို့ဒီအနီရောင်ဗျာစမကီးနဲ့ဆိုရင်တော့ brake ကတော့ဒီအနီရောင်နဲ့လာမယ်ဗျာနော်တခြားကျွန်တော်တို့ဒီရိုးဒလက်ကွေအမဲနဲ့ပြီးစမုတ်ကွေနဲ့ဆိုရင်တော့ဒီ brake ကတော့အမဲရောင်နဲ့ပဲလာမယ်အင်ဂျင်ကတော့ဗျာအရင်ထွေထူးပြောင်းလဲထားတာတော့ဘာမှတော့မရှိဘူး114 cc